ခုကတော့ friendship breakless လေးလုပ်မှာဖြစ်ပါတယ်ဒါကတော့ကြိုးချစ်ဖို့ pot ပေါ့နော်ဒါကတော့သူ့ကိုချစ်တဲ့ခြီလေးတွေပါဒါပေမဲ့အမေကတော့ဒီခြီလေးတွေကိုပြန်သုံးတယ်ပေါ့နော်ဒါလေးကပြန်သုံးလို့ရသေးတယ်ဆိုတော့လေဟိုရှီကိုဖြတ်ဖို့အတွက်တော့ကကြီးလေးလိုပါမယ်နော်အမေကတော့ဒီကြိုးအပြားကြည့်မှာဆိုတော့လေ15ကြိုးပေါ့နော်ကာလာစုံကို15ကြိုးသုံးထားပါတယ်တယောက်လေးကိုပဲ15ကြိုးဒါမှမဟုတ်အကျိုး20လိုမျိုးသုံးလို့ရတယ်ပေါ့နော်ဒီလိုနည်းနည်းရှိရှိလေးချင်ပြီးတော့ထုံးလိုက်မယ်ပေါ့နော်ပုတ်လေးမှာဒီလိုမျိုးညှက်ထားလိုက်မယ်ပေါ့နော်အဲ့မှချစ်လို့ရှိရင်သူရှော့ရှော့မချလာဘူးပေါ့နော်ပထမဆုံးချစ်မဲ့ကြိုးလေးအရာပေါ့နော်ပထမဆုံးချစ်မဲ့ဒီကြိုးကိုအရင်ဆုံးယူလိုက်တယ်အဲ့ဒါကြတော့တခြားအရာလည်းရတယ်ပေါ့နော်ကိုကြိုက်တဲ့အရာမျိုးလို့ရပါတယ်နောက်ဆုံးဒီကြိုးလိုင်းလေးပေါ့နော်အဲ့ကြိုးလိုင်းလေးကိုစချင်မယ်ဆိုတဲ့အတွက်ဒီကြိုးလေးကိုဒီလိုအဲ့ကြိုးလေးအပေါ်မှာတင်လိုက်မယ်ပေါ့ရင်သူ့ရဲ့အောက်မှာဒီလိုလေးပြန်ဝင်မှာပေါ့နော်ဝင်ပြီးပေါ်ဆွဲချီပါမယ်မျိုးနှစ်ခါပေါ့နော်နှစ်ခါဆွဲချီပြီးတော့တခြားကြိုးလေးတွေကိုအဲ့တိုင်းချစ်သွားပါမယ်ဒီလိုပုံစံမျိုးလေးတလိုင်းချင်းစီရသွားပြီပေါ့နော်ပြီးရင်အောက်ကိုဆက်ပြီးတော့ထိုးလာပါမယ်ဆက်ထိုးလာပြီးတော့ကိုလိုချင်တဲ့လက်ရဲ့ပေါ့နော်အနေထားစိုက်လောက်ရပြီဆိုရင်ရက်လိုက်လို့ရပါပြီမှာပါဒီပတန်လေးကတော့ပြီးသွားပြီပေါ့နော်ဒါကတော့မမလက်တိုင်းလုပ်ထားတယ်ဆိုတော့လေကိုလက်အသေးကြီးပုံမူတည်ပြီးတော့ဒါကိုလိုသလောက်ရှည်လို့ရတယ်ပေါ့နော်